အရင်ဗီဒီယိုမှာကြည်နူးအိမ်ကမိဖို့ကြောင်ရိုက်ပြတော့တန့်နေရပဲဆိုပြီးတော့တချို့တွေကချီးကျူးတယ်လေဒီတစ်ခါကျတော့ကျွန်တော်တို့ရဲ့ပကံဆေးတဲ့ပုံစံလေးကိုကျွန်တော်ရိုက်ပြပါမယ်ကျွန်တော်တို့ပကံဆေးတဲ့အခါပေးစင်ပါလေကျွန်တော်တို့ကအကုန်လုံးမပြစ်ချခင်မှာအဲ့ဒီစကားလေးနဲ့စကားအစိတ်ကလေးနဲ့ပေါ့နော်ပလတ်စတစ်စကားအစိတ်ကလေးနဲ့ကျွန်တော်တို့ကအရင်ထည့်ပြီးတော့အဲ့ဒီဟိုးဘက်ကနေပြီးတော့ပိုက်လိုင်းကျွန်တော်တို့ကပိုက်လိုင်းတွေ့ထားတာလေအဲ့ပိုက်လိုင်းကနေဟိုးအရှိအထိဟိုးခြံရှိအထိကျွန်တော်တို့ပေ100လောက်ရှိတာပေါ့နော်ဒီပိုက်လိုင်းကအဲ့တောက်လျှောက်တွေ့ထားလိုက်တယ်တွေ့ထားပြီးလို့ရှိရင်ဒါအဲ့ပိုက်လိုင်းကနေပြီးတော့ဒီအပေါက်ဝနာကိုထွက်တဲ့နေရာအဲ့ဒီမှာဆိုကြည့်လိုက်ရေလေးတွေကကြီးလင်းလေးနဲ့ထွက်နေတာလေအဲ့မှာလည်းအမိုက်တွေပါတယ်စားခြင်းစားကြမှာနော်စားခြင်းစားကြနေမရှိဘူးနောက်ပြီးတော့ဒါကကြတော့ဟိုးအပြင်ကိုထွက်တဲ့နေရာဒါဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဂျီနူးအိမ်ဖွင့်တာတစ်လနဲ့10ရက်ရှိပြီတစ်လနဲ့10ရက်မှာအဲ့ဒီအနေထားပဲဒါကျွန်တော်တို့နေတိုင်းစေကြောတယ်ရည်တွေကဒီကနေပြီးတော့ထွက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်